တော့ဒီနေ့2 ရက် 2 လ 2025 ခုနှစ်ရန်ကုန်မန္တလေးအမြန်လမ်း21မိုင်9ပါလုံးမှာရှိတဲ့သစ္စာရွှေစီတောစခန်းရိပ်သာမှာနေစုံရဆက်ကလှူဒါန်းကြတဲ့ကိုနိုင်လင်းဦးမအုံမာထွန်းသာမောင်ညာနာရဲရင်မိသားစုတို့ရဲ့17နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အနေနဲ့ဒါ USA မှာနေထိုင်ကြတဲ့ဒီမိသားစုတို့ဆွမ်းကပ်ကြတယ်ပေါ့တော့ဆွမ်းနုမောဒနာတရားအနေနဲ့နာယူကြည်ညိုကြမယ်ပေါ့နော်တရားနာတယ်ဆိုတာတရားစကားကိုနာယူတာနားထောင်တာပေါ့နော်အဲ့တော့တရားစကားဆိုတာဘလို့စကားတော့ဆိုတော့တရားတဲ့စကားပေါ့တော့တရားဆိုတဲ့စကားလုံးလေးကိုကဘယ်လိုအဓိပ္ပာယ်ကိုရည်ညွှန်းနေတာတော့ဆိုတော့မှန်ကန်ခြင်းကိုရည်ညွှန်းနေတာလူနှစ်ယောက်စကားများကြတယ်ပဋိပက္ခဖြစ်ကြတယ်ရန်ဖြစ်ကြတယ်ဆိုရင်ဘယ်သူကတရားတယ်ဘယ်သူကမတရားဘူးလို့ဘုန်းတို့ဘေးကနေဝေဖန်ကြတာမရှိဘူးလားဘယ်သူကိုတရားတယ်လို့ပြောတာတော့ဘယ်သူကိုမတရားဘူးလို့ပြောတာတော့ဆိုတော့မှန်ကန်တဲ့လူကိုတရားတယ်လို့ပြောတာမမှန်ကန်တဲ့လူကိုမတရားဘူးလို့ပြောတာအဲ့တော့တရားဆိုတဲ့စကားလုံးလေးရဲ့ရေဘူးရအဓိပ္ပာယ်ကမှန်ကန်မှုကိုရည်ညွှန်းတာပေါ့နော်အဲ့တော့မှန်ကန်မှုဆိုတာလေးကိုခံရတဲ့စကားလုံးလေးသုံးပြီးတော့ပြောရမယ်ဆိုရင်သစ္စာနော်သစ္စာဆိုတဲ့စကားလုံးကတော့ပါဠိစကားလုံးဖြစ်သွားတယ်နော်သစ္စာဆိုတာမှန်ကန်မှုအဲ့တော့တရားစကားကိုနားထောင်ကြတယ်တရားစကားဆိုတာဘာတော့သစ္စာစကားပေါ့အဲ့တော့ဘာရဲ့သစ္စာလဲဘာရဲ့အမှန်တရားကိုနားထောင်ကြမှာတော့လို့လူရင်းကိုရောက်အောင်ပြောရမယ်ဆိုရင်ဘဝခန္ဓာရဲ့အမှန်တရားကိုနားထောင်ကြဘဝခန္ဓာဆိုတာဘယ်လိုသဘောမျိုးတွေဖြစ်နေတာတော့ဘယ်လိုတွေဖြစ်နေတာတော့ဘဝခန္ဓာရဲ့သစ္စာတရားတခြားသောအရာတွေရဲ့အမှန်တရားကကိုယ့်ဘဝမှာသိပ်ပြီးတော့အရေးမကြီးဘူးကိုယ့်ဘဝရဲ့အမှန်တရားကကိုယ့်အတွက်အလွန်အရေးကြီးတယ်ဟုတ်တယ်မဟုတ်လားအဲ့တော့ကိုယ့်ဘဝကြီးကဘယ်လိုဖြစ်နေတာတော့ကိုယ့်ဘဝဘယ်လိုဖြစ်နေသလဲဆိုတာကိုအမှန်သိရင်သူများဘဝတွေလည်းဘယ်လိုဖြစ်နေသလဲဆိုတာကိုအမှန်သိနိုင်အဲ့တော့ဘဝကဘယ်လိုဖြစ်နေတာတော့တဖြည်းဖြည်းနဲ့အိုသွားတယ်ဟောင်းသွားတယ်အည်အသွေးကြဟုတ်လားပျက်စီးရွရွမှုတွေပို့ပြီးတော့များလာအကျိုးဆက်အနေနဲ့အခမ်းရခမှုနေလာထိုင်လာမရှိမှုရုပ်ပိုင်းဆိုင်ရာဆင်းရဲပင်ပန်းမှုတွေကလည်းပို့ပြီးတော့များလာတယ်ဒီလိုနဲ့ပဲနောက်ဆုံးကြတော့မလှုပ်မရှက်သေရတယ်ဆိုတဲ့ပျက်စီးရတဲ့အနေအထားကိုရောက်အောင်ပို့အောင်မယ်ဒါတရားပဲလေဒါမှန်လိုက်သမှဟုတ်လားဘာလို့ဒီလိုတွေဖြစ်တာတော့ဆိုတော့ဒီလိုတွေဖြစ်တဲ့သဘာဝကြီးမို့ဒီလိုတွေဖြစ်တာပဲဇာတိပစ္စယဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတုပါယတာတံပဝန္တိပရိစ္ဆသမုပ္ပါအနုလောမဒေသနာတချို့ဘုရားကတော်ရင်းနဲ့ရွတ်ဖတ်ပူဇော်ရတာရှိတယ်အဓိပ္ပာယ်ကိုလေးလေးနက်နက်နားလည်မှုလေးရှိရင်အလွန်ကောင်းတယ်ဇာတိပစ္စယဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတုပါယတာတံပဝန္တိအဓိပ္ပာယ်ဘာပြောတာတော့လူရလို့ဖြစ်လာလို့ရှိရင်လူဒုက္ခတွေကိုမလွဲမသွေတွေ့ရလိမ့်မယ်ကြုံရလိမ့်မယ်ဇာတိပစ္စယလူရလို့ဖြစ်လာတဲ့အတွက်ကြောင့်ဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတဥပါယတဖြစ်လာတဲ့ဒီယုံ nant သဘာဝတရားကြီးကအိုတဲ့ဟောင်းတတ်တဲ့သဘာဝကြီးဆိုတော့အမိဝမ်းကောင်းကလွတ်ရဲအစတခါတည်းတဖြည်းဖြည်းနဲ့မဖြစ်လာရင်းလျော်လာတယ်တားလို့မရဘူးအဲ့ဒါကြားထဲမှာဗျာတိကိုမြတ်စွာဘုရားမထည့်ပဲနဲ့မရဏကိုတန်းသွားလိုက်တယ်ဒီလိုနဲ့ပဲအိုဟောင်းပြီးတော့ပျက်စီးသွားရောဒါအိုတယ်ဟောင်းတယ်ဆိုတာတနည်းနားလည်ဖို့ရှိတာကပျက်စီးဖို့လို့ပြင်တာပါပဲနောက်ဖြစ်လာတယ်ပြက်မလို့ပြင်တယ်ပြီးတော့ပြက်သွားတယ်
ဒါကဘဝတစ်ခုကိုအတူဆုံးခြုံငုံသုံးသပ်လိုက်တာပေါ့နော်မွေးဖွားလာတယ်ရင့်ရော်သွားတယ်ပြီးတော့ပျက်စီးသွားတယ်ရုပ်နဲ့နေဟာဘဝတစ်ခုမှလာအဲ့လိုဖြစ်နေတာမဟုတ်အခုအခိုက်အတန့်တိုင်းမှလည်းအဲ့ဒီတိုင်းသွားတာကြားဘူးတယ်မို့လားဥပတိပင်ဆိုတဲ့စကားလေးကြားဘူးတယ်နော်ဥပတိပင်ဥပဆိုတာစဖြစ်ပေါ်လာထီဆိုတာခဏလေးတီးနေတာပင်ဆိုတော့ပြတ်သွားတယ်တဘာဝတရားတွေကတော့ဒီတိုင်းပဲဥပတိပင်ဆိုတော့သွားတာဘဝကြီးတစ်ခုလုံးကလည်းဒီတိုင်းပဲမွေးဖွားလာတယ်ခဏကလေးပါပဲသိမကြပါဘူးအဲ့ဒီခဏလေးအတွင်းမှာဘာတွေကြုံရအောင်မှာတော့တောကပရိဒေဝစိုးရိမ်ခြင်းငိုကြွေးခြင်းဘာလို့တတ္တဝါတွေကစိုးရိမ်ကြတာတော့ငိုကြတာတော့လို့ပြောရင်နားလေလေတဲ့ဟောရတာသုံးပြောရရင်တော့ကိုဖြစ်ချင်တာမဖြစ်လို့ကိုမဖြစ်ချင်တာတွေဖြစ်လို့ဟုတ်လားအဲ့တော့ကိုကဘာတွေဖြစ်ချင်တာတော့ဆိုတော့ကိုကဒီတိုင်းလေးအခြေအနေကောင်းလေးရက်တည်နေချင်တာပဲဘဝကအဲ့ဒီအည်အသွေးမျိုးရှိမနေဘူးပြောရရင်ကိုကနှိစ္စမြဲခြင်းတည်ခြင်းတယ်ဒီပုံစံလေးတိုင်းဖြစ်နေခြင်းတယ်ဒါပေမဲ့တဘာဝတရားကအဲ့ဒီအည်အသွေးပါမလားဘူးပျက်စီးရမယ်အတူတူနေရတာလဲကိုယ်ရမယ်မာတာလဲနာရမယ်ရှင်တာလဲသေရမယ်ပျက်စီးရမယ်ကျမ်းမာရေးလဲပြည့်ရမယ်အကုန်လုံးပြည့်မှာဟုတ်လားဘဝရဲ့သဘောကိုကပျက်စီးခြင်းကြီးပဲဒါပေမဲ့ကျွတ်တို့ရဲ့စိတ်ကအဲ့ဒါကိုနားမလည်နိုင်ဘူးနားမလည်နိုင်တဲ့အခါကျတော့ညှင်းဆန်တယ်မပြတ်ချင်ဘူးညှင်းလို့မရဘူးအဲ့တော့ပျက်စီးတော့မယ်လို့အခြေအနေယိုယွင်းတော့မယ်လို့ပြလာပြီဆိုတာ ਨੇ ကျွတ်တို့ဘာဖြစ်ကြပြီတော့စိုးရိမ်ကြပြီဟုတ်တယ်မဟုတ်လားအဲ့ဒီစိုးရိမ်မှုဟာဘာကြောင့်ဖြစ်တာလဲလို့တကယ်အရင်အမြင့်ကြအောင်စဉ်းစားကြည့်လို့ရှင်ဒီအခြေအနေလေးတိုင်ငါဖြစ်နေခြင်းတာတဘာဝကအဲ့ဒါကိုဖြစ်ခွင့်မပေးဘူးဟုတ်လားနောက်ဆုံးကိုမဖြစ်ချင်တာတွေဖြစ်လာပြီကိုဖြစ်ချင်တာတွေမဖြစ်တာဒါတွေကအလုံးကိုကိုယ်စိတ်ထဲမှာပြင်းပြင်းထန်ထန်ဖြစ်လာပြီဆိုလို့ရှိရင်စိုးရိမ်တဲ့အဆင့်တွေမကတော့ဘဲနဲ့ဘယ်ထိရောက်သွားငိုကြွေးတဲ့အဆင့်မျက်ရည်ထွက်တဲ့အဆင့်နော်မျက်ရည်ထွက်ပြီဆိုတော့ခန္ဓာကိုယ်ကဘလောက်ပင်ပန်းလဲဆိုတာထင်ရှားပါတယ်ထဲမှာဖြစ်နေတဲ့စိတ်တိုင်းမကြမှုဒေါသကဒီမျက်လုံးနှလုံးကနေအရေထွက်အောင်ထိကိုညှစ်နိုင်တယ်လို့ပြောရမှာနော်မျက်ရည်ကျတာလေးကိုပေါ့ပေါ့လေးမစင်စားနဲ့အလုံးကိုစိတ်ကခန္ဓာကိုညှင်းစေလို့မျက်ရည်ထွက်လာတော့တောကပရိဒေဝနောက်ဒုက္ခဒေါမနတကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းဥပါယတဆိုတာပင်ပန်းလုံးလို့တချို့တက်သွားတာတခါတည်းကိုမရက်တည်နိုင်တော့ဘူးနာတွေဘာတွေနှက်ပါဟဲ့ခြေမတွေဘာတွေချိုးပါဟဲ့ဟာအဲ့ဒီအနေထားထိရောက်သွားတာဘယ်သူနှိမ့်ဆက်တာတုံးလို့မင်းဒေါသနှိမ့်ဆက်အလိုမကျမှုကနှိမ့်ဆက်အဲ့တော့မြတ်စွာဘုရားကဇာတိပစ္စယဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတုပါယတံမွန်တိဒါတွေဘာကြောင့်ဖြစ်တာလဲလို့အဖြေရှာတဲ့အခါမှာအကြောင်းတရားကိုရှာတဲ့အခါမှာဂျားတဲ့ကဗราဏမကြတဲ့အပေါ်ယံအကြောင်းတရားကိုမပြဘူးအလွန်အရေးကြီးတဲ့အဓိကကြတဲ့ဗราဏကြတဲ့အကြောင်းတရားကိုပြတာအဲ့ဒီအကြောင်းတရားဘာတော့ဇာတိပဲအဲ့ဒါကျွတ်တော့ကဒီဒေသနာလေးကိုရွတ်တိုင်းနော်ဒုက္ခဖြစ်လာတဲ့အခါမှာငါဒုက္ခဖြစ်ဖို့ဘဝကြီးရလာလို့ဒုက္ခဖြစ်တာလို့အဲ့ဒီထိမြင်ရင်အလွန်ကောင်းမယ်အစင်မပြေတာတွေဖြစ်တိုင်းစိတ်ဆင်းရဲတွေကြုံလို့စိတ်ဆင်းရဲတိုင်းဇာတိကြောင့်ဖြစ်တာလို့ဒီထိဘုံဘုံတို့မြင်တတ်ဖို့လို့လေဟုတ်လားဘဝဖြစ်လို့ဘဝဒုက္ခခံစားရတာဘဝဒုက္ခမခံစားခြင်းဘဝမဖြစ်အောင်လုပ်ရမယ်မြတ်စွာဘုရားရဲ့အဓိကရည်ရွယ်ချက်ကအဲ့ဒါပဲအပေါ်ယံအကြောင်းတရားတွေကိုပြောမယ်ဆိုရင်တော့ဘယ်ဆုံးမှာမလို့ဘာဖြစ်လို့စိတ်ဆင်းရဲညာဖြစ်လို့စိတ်ဆင်းရဲပြောမပြီးနိုင်ဘူးဟုတ်လားတကယ်အဓိကကြတဲ့အကြောင်းတရားကဘာတော့ဇာတိပဲဟုတ်လားအဲ့တော့ဘုံဘအခုဘာတွေပြောနေတာတော့အမှန်တရားသစ္စာစကားဘာရဲ့အမှန်တရားလဲလို့မေးရင်ဘဝရဲ့အမှန်တရားအဲ့ဒါတွေကိုပြောနေတာအဲ့ဒါတွေကိုသိလို့ရှင်ဒါပညာလို့ခေါ်တာအဲ့ဒီပညာကအလွန်တန်ဖိုးကြီးတယ်ဘယ်ကောင်းမှုထက်မဆိုသူကအထက်မှာရှိတယ်ပညာကုသိုလ်နောက်ဆုံးဒီဟာကအလွန်မြင့်မားသွားပြီဆိုလို့ရှိရင်သစ္စာ၄ပါးသိလိုက်လို့ရှိရင်စိတ်ကိုဖြူစင်သွားစေသည့်အထိမှန်တဲ့နောက်ဆုံးအမှန်တရား
ဘယ်တော့မှမပြောင်းလဲတဲ့အမှန်တရားကြီး၄ချက်ကိုမြင်တဲ့အဆင့်ထိရောက်သွားတယ်မသိလဲရရင်စိတ်ကိုဖြူစင်သွားစေတဲ့အမှန်တရားဆိုတာဘာလို့ဆိုသစ္စာ၄ပါးကိုပြောတာအဲ့ဒါမဲ့ဉဏ်လို့နာမည်တက်တယ်ပေါ့သစ္စာ၄ပါးကိုပฏิဝေဒအဆင့်နဲ့သိမယ်ဆိုလို့ရှိရင်အဲ့ဒီလိုသိပြီဆိုလို့ရှိရင်အဲ့ဒီသိမှုကဘလောက်စွမ်းလဲဆိုရင်စိတ်နှလုံးမှာတတန်တရားလုံးနော်ဘယ်တော့မှစပြီးတော့ပေချံခဲ့မှမသိတဲ့စိတ်အညစ်အကြေးတွေကိုအစင်ဆက်သူဟာပြောင်းစင်အောင်ဆေးကြောပေးတယ်သောတပတိမဲ့ဉဏ်ရမယ်ဆိုလို့ရှိရင်တက္ကာဒိဋ္ဌိနဲ့ဝိသိကိစ္စအညစ်အကြေးအပူအလောင်အရှုပ်အထွေးတွေအကုန်လုံးမဖြစ်သွားရှင်းသွားတယ်တပံပြန်၍မဖြစ်သောချုပ်ချင်းဖြင့်ချုပ်သွားတယ်ဘလောက်စွမ်းတော့အလွန်ဆိုးရတဲ့အဲ့ဒီအကြောင်းတရားတွေချုပ်တဲ့အတွက်ကြောင့်အလွန်ဆိုးရတဲ့အကျိုးရလဒ်ဆိုရယ်အပယ်လေးပုံကိုရောက်เสียမလို့တော့ဘာရဲ့အစွမ်းလဲလို့မေးရင်ပညာရဲ့အစွမ်းဘယ်ပညာလဲလို့မေးရင်သစ္စာလေးပါးကိုသိတဲ့အဆင့်ထိမြင်မာတဲ့ပညာအဲ့ဒီပညာကိုရခြင်းစောစောတုန်းကပညာတွေကိုပဲရှင်းကျက်လာအောင်ကြိုးစားရတယ်နော်ဘဝဟာဒီလိုပဲဘဝဟာဒီတိုင်းပဲနော်ဘဝဟာအနိစ္စဒုက္ခအနတ္တဖြစ်နေတဲ့သဘောပဲလို့ဘဝရဲ့သဘောကိုမြင်အောင်ကြည့်တယ်ဟုတ်လားအဲ့လိုမြင်အောင်ကြည့်လို့ရှိရင်ဘဝရဲ့ပုံမှာမမောမှုဟာအစဉ်စဉ်ချုပ်ငိမ့်တယ်မမောမှုအစဉ်စဉ်ချုပ်ငိမ့်ရင်အဲ့ဒီမမောမှုကြောင့်ဖြစ်မဲ့ဘဝတွေဟာလည်းအစဉ်စဉ်ချုပ်ငိမ့်တယ်ဘဝချုပ်ငိမ့်ရင်ဘဝဖြစ်မှသေရတဲ့အနေအထားဟာလည်းချုပ်ငိမ့်သွားတယ်အသေးကအဲ့ဒီကြမှာလွတ်တာကျွတ်တော့သေခြင်းတရားကိုအလွန်မင်းကိုကြောက်တယ်ပေါ့နော်လူတိုင်းကြောက်ကြတယ်မကြောက်ဘူးဆိုတာသေမယ်မထင်ရသေးလို့ပါဘလောက်ကြောက်သေရမှာပဲဘာလို့သေတဲ့ဘဝကြီးကိုရထားတာဖြစ်တဲ့အတွက်ကြောင့်ဘဝရရင်သေခြင်းတရားကရှောင်လို့မရအောင်တို့ကျွတ်ကတကယ်တမ်းသေခြင်းတရားကိုကြောက်တယ်သို့မဟုတ်မသေခြင်းဘူးဆိုကြပါစို့သေခြင်းကိုကြောက်တယ်ဆိုတာမသေခြင်းဘူးဆိုတဲ့အဓိပ္ပာယ်ပါပဲဟုတ်တယ်မဟုတ်လားမသေးခြင်းဘူးဆိုလို့ရှိရင်ကျွတ်တော့တည်တတ်တဲ့ဘဝမရအောင်လုပ်ရမယ်ဘဝရရဲ့ဘဝလက်ရှိနဲ့မသေးခြင်းဘူးဆိုတဲ့တောင့်တချက်ကတော့ဘာအဓိပ္ပာယ်မှမရှိဘူးဘယ်တော့မှလည်းမပြည့်နိုင်ဘူးဟုတ်လားအဲ့ဒါမသေးခြင်းဘူးဆိုတဲ့အဲ့ဒီတဘာဝမကြတဲ့အလိုဆန္ဒမသေးခြင်းဘူးဘလို့မသေးခြင်းတာတော့ဘလို့မသေးခြင်းတာမသေးခြင်းတာကဘဝလက်ရှိနဲ့မသေးခြင်းတာနော်ဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော်ဒီအတိုင်းလေးပဲဆက်ပြီးတော့နေသွားခြင်းတာအဲ့ဒီလိုနေသွားလို့ရတဲ့အနေအထားမျိုးဒီခန္ဓာမှာရှိမနေဘူးဟုတ်လားဒါကြောင့်ဒီသေခြင်းတရားကိုဘုန်းတို့တကယ်ကြောက်တယ်မသေခြင်းရိုးမှန်တယ်ဆိုလို့ရှိရင်သေတတ်တဲ့ဘဝမရအောင်လုပ်ရမယ်အဲ့လိုဆိုရင်သေတတ်တဲ့ဘဝဘာလို့ရတာတုံးဆိုတော့သေတတ်တဲ့ဘဝကိုရကျင်နေလို့ဘဝကိုတွေ့တာတဲ့ဘဝကိုမမောတဲ့လောဘကြောင့်သေတတ်တဲ့ဘဝကရတာတနည်းအားဖြင့်ဘဝတွေဟာလောဘစွမ်းအင်နဲ့ဖြစ်ပေါ်နေတာလောဘရဲ့တွန်းအားနဲ့သွားနေကြတာလောဘရဲ့ဆွဲငင်မှုနောက်ကိုကျွတ်တို့ဟာလိုက်ပြီးတော့ဖြစ်နေရတာလောဘပဲအဓိကဒါကြောင့်သူ့ကိုမြတ်စွာဘုရားဒုတိယအမှန်တရားဒုက္ခသမုဒယသစ္စာဆိုတာလောဘကိုပြောတာလို့ပြောတာဆင်းရဲဟာသူ့ကြောင့်ဖြစ်နေတာအဓိကအကြောင်းတရားကိုပြောတာနော်ကျွတ်တို့ဟာဆင်းရဲကြုံတိုင်းဘာကြောင့်ဖြစ်တယ်ညာကြောင့်ဖြစ်တယ်ဗราဏမကြတဲ့အကြောင်းတရားတွေကိုပဲရှောက်ပြီးတော့ရမေတက်နေကြတာတကယ်ကဆင်းရဲဒုက္ခတွေအကုန်လုံးဟာဘာဝဖြစ်လို့ဖြစ်တာအဲ့ဒီဘဝကလည်းလောဘဖြစ်လို့ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ဆင်းရဲရဲ့အဓိကအကြောင်းတရားလက်သက်တရားခံကိုမြတ်စွာဘုရားလောဘလို့ပြောတာအဲ့ဒါစောတော့ကနည်းနည်းလေးထင်ရှားအောင်ဇာတိပစ္စယလေးကိုဘုံဘွားရွတ်ပြတော့ဟုတ်လားအဲ့လိုဆိုလို့ရှိရင်ဒီလောဘကဘာကြောင့်ဖြစ်တာတော့ဘယ်ပုံမှာဖြစ်နေတာတော့ဘဝပုံမှာဖြစ်နေတာဘာကြောင့်ဖြစ်တာတော့ဆိုရင်ဆင်းရဲမှမသိလို့ဖြစ်နေတာဒါပဲဒါလေးတွေကိုဘုံဘွားအရင်ကျွမ်းကျင်ထားရမယ်နော်လောဘဘာလို့ဖြစ်တာတော့ဆင်းရဲမှမသိလို့သူဖြစ်နေတာကဆင်းရဲတဲ့သဘာဝကြီးပုံမှာကိုဖြစ်နေတာပြောရရင်ဘဝပုံမှာဖြစ်နေတာဆင်းရဲမှန်းသိရင်မဖြစ်ဘူးဆင်းရဲမှန်းမသိလို့ဖြစ်တာအဲ့ဒီဆင်းရဲတာကိုဆင်းရဲမှန်းမသိတာကိုဘာလို့ခေါ်တော့အဝိဇ္ဇာမောဟပေါ့နော်ဆင်းရဲမှန်းမသိဘူးဒါကြောင့်ဆင်းရဲနေတာကိုဆင်းရဲမှန်းသိဖို့အတွက်ဘုန်းဘုန်းတို့တွေဟာဒီဆင်းရဲနေတဲ့သဘာဝကြီးကိုပဲတတိပညာနဲ့တဲ့ကြည့်ရတယ်မင်းအကောင်လားအဆိုးလားငါသိအောင်လုပ်မယ်အဲ့ဒါကိုမြတ်စွာဘုရားကနီးပညာအနေနဲ့ဘာကိုသင်ပေးခဲ့တော့ဆိုတော့တတိပဋ္ဌာန်ဒေသနာကိုသင်ပေးခဲ့တယ်ဘဝကြီးဟာဆင်းရဲတယ်ဆိုတဲ့အဖြေမှန်ကိုရခြင်းတယ်ဆင်းရဲတဲ့သဘာဝကိုမင်းတို့တကယ်သိကျင်တယ်ဆိုရင်ဒီတတိပဋ္ဌာန်နီးအတိုင်းလုပ်ကြဟုတ်လားတတိပဋ္ဌာန်နီးအတိုင်းလုပ်လို့ရှိရင်တတိပဋ္ဌာန်ဆိုတာဘာတော့ထင်ရှားဖြစ်နေတဲ့ယုံနံကိုဖြစ်တိုင်းအတိအမှတ်ပြုနေတာဒါဖြစ်သွားတယ်ဒါဖြစ်သွားတယ်ပိဿုပန်တိုင်းကိုလိုက်ပြီးတော့အတိအမှတ်ပြုတာ
မြတ်စွာဘုရားကတော့တကယ်အလုတ်ဖြစ်အောင်လှုပ်တဲ့အောင်ဘယ်နဲ့စတင်ပြီးတော့အာနာပါနနဲ့စတင်ပြီးတယ်အာနာပါနဆိုတာဒုက္ခဖြစ်နေတဲ့သဘာဝကြီးတွေကအစိတ်အပိုင်းတစ်ခုပဲသူကလေဒုက္ခတော့သူအကောင်းမဟုတ်ဘူးဟုတ်လားအခုကျတို့ဒီအသက်ရှူရှိုက်နေရတဲ့သဘောလေးကိုအခြေခံကြနားလည်ဖို့လိုတယ်ပြောရရင်သူဟာသေရေးရှင်ရေးအလုပ်ကိုလုပ်နေတာခန္ဓာကိုယ်ရဲ့မဖြစ်မနေလိုအပ်ချက်အောက်ဆီဂျင်ကိုအရာဖြည့်ရတယ်မဖြစ်မနေထုတ်ရမယ်ကာဗွန်ဒိုင်အောက်ဆိုက်ကိုလည်းထုတ်ရမယ်သူဝင်ထွက်နေမှဒီခန္ဓာကိုယ်ဟာဆက်ပြီးတော့ရှင်သန်နိုင်မှာခန္ဓာကိုယ်ကြီးလဲပတ်မှုရှိအောင်သူဟာမဖြစ်မနေဘာလုပ်နေတော့လုပ်နေရတယ်ခဏလေးတောင်ရက်ဆိုင်ထားလို့မရဘူးအစာအာဟာရခဏမထည့်လို့ရတယ်ရေခဏမထည့်လို့ရတယ်လေကိုခဏတောင်ကျွတ်လို့မထည့်လို့မရဘူးနော်သေရေးရှင်ရေးလောက်ရတဲ့ကိစ္စအဲ့ဒါကိုမြတ်စွာဘုရားအရင်နားလေအောင်လှုပ်ခိုင်းတယ်ဒါဝင်တိုင်းသတိရှိပါစေထွက်တိုင်းသတိရှိပါစေသူ့ကိုလိုက်ပြီးတော့တည်တယ်ကျန်တာတွေပေါ်မှာတည်နေတဲ့အသည့်တွေကိုခဏရက်ထားပြီးတော့ဒါကိုပဲဇက်တိုင်းတည်နေသတိပဋ္ဌာန်တရားအဲ့ဒီကနေစပြီးတော့ဟောတာနော်နောက်ခံစားချက်တွေဖြစ်တိုင်းစိတ်ကူးအတွေးတွေဖြစ်တိုင်းအကုန်လိုက်သိဟုတ်လားအဲ့ဒါပါတော့သတိပဋ္ဌာန်ဒေသနာရဲ့အနှစ်ချုပ်ဘလို့ရည်ရွယ်ချက်နဲ့ဒါကိုဘုံဘုံတို့သိအောင်ကြိုးစားနေတာတုံးလို့မင်းလူရင်းပြောရရင်ဘဝဟာဆင်းရဲတယ်လို့ဆိုတဲ့အမှန်တရားဒုက္ခသစ္စာကိုပိုင်းခြားသိရေးအတွက်အဲ့ဒီအလုပ်ကိုလုပ်ရအောင်ဒုက္ခသစ္စာလို့ပိုင်းခြားသိတော့ဘုံဘုံရဲ့ဘာအကျိုးရှိမှာဆိုဟာဆင်းရဲမှန်းသိရင်ဒီဆင်းရဲတဲ့အရာရဲ့အပေါ်မှာမမောတယ်တွေ့တာတယ်ဆိုတဲ့လောဘဟာအဆင့်ဆင့်ပါဖြစ်သွားမှာလို့ချုပ်သွားမယ်တကယ်မသိသေးလို့လောဘဖြစ်နေတာဟုတ်လားဘဝရဲ့ပေါ်မှာတွေ့တာနေတာကိုထောက်ရင်ဘဝဟာဆင်းရဲတယ်ဆိုတာကျတို့တကယ်မသိသေးဘူးဆိုတာထင်ရှားတယ်ပေါ့သိမသိဆိုတာလောဘဖြစ်မဖြစ်ကိုကြည့်ပြီးတော့ဘုံဘုံတို့နားလည်နိုင်တယ်ဟုတ်လားအဲ့လိုမျိုးတတိပဋ္ဌာန်ဒေသနာမှာလာတဲ့နည်းပညာတွေကိုအသုံးပြုပြီးတော့ဘဝရဲ့ဒုက္ခသစ္စာသဘောကိုပိုင်းခြားပြီးတော့သိအောင်ကြိုးစားလို့တကယ်သိပြီဆိုရင်ဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့လောဘကိုအစဉ်စဉ်ဘုံဘုံတို့ဟာချုပ်ငြိမ်းအောင်လုပ်နိုင်လိမ့်မယ်လောဘချုပ်ငြိမ်းရင်လောဘကြောင့်ဖြစ်တဲ့ဒုက္ခတွေဘဝတွေကလည်းဆက်ပြီးတော့မဖြစ်တော့ဘူးဘဝမဖြစ်လို့ရှိရင်မသေးတော့ဘူးမသေးခြင်းကိုဘုံဘုံတို့ကအဲ့ဒီနီးနဲ့သာရနိုင်တယ်ဘဝလက်ရှိနဲ့တော့မသေးခြင်းကိုဘယ်တော့မှမမျှော်လင့်နဲ့မရဘူးသေမှာသူကဟုတ်လားတခက်တာကကျွတ်တော့ဘဝရဲ့ပုံမှာလည်းအလွန်မှအမြင်မှန်ကနေပါတဲ့တွေ့ကြောင့်ဘဝကိုရှုတော်မျိုးစုံကနေမက်မောနေတယ်တွေ့တာနေတယ်အဲ့တော့သေတော့မယ်ဆိုတော့မှပဲမသေးခြင်းတာဟုတ်လားရမလားမရဘူးအဲ့တော့တကယ်မသေးခြင်းဘာလို့ရမှာတော့တတိတရားရှေ့ထားပြီးတော့ကိုယ်ဘဝခန္ဓာရဲ့အကြောင်းကိုပဲအမှန်ကန်သိအောင်ကြိုးစားရမှာဟုတ်လားအဲ့တော့ဘဝခန္ဓာရဲ့အကြောင်းကိုအမှန်သိအောင်ကြိုးစားရမယ်ဆိုတာကတတိပဋ္ဌာန်တရားကိုရည်ညွှန်းတာပေါ့အဲ့ဒါဘုံဘုံကတကယ်မသေးခြင်းရိုးမှန်တယ်သေခြင်းကိုတကယ်ကြောက်တယ်ဆိုရင်အသေးလွတ်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်းအရာလေးကိုပြောဖို့လို့ကိုယ်ကစိတ်ကူးထားတာဘာဝရီပုံနာကြီးဆိုတာရှိတယ်သူ့မှာတပည့်ကြီး16ယောက်အဲ့ဒီတပည့်ကြီး16ယောက်ကိုမြတ်စွာဘုရားကြီးရှေ့လွတ်ပြီးတော့ပု္ပ္ပာတွေမေးကြတော့အကုန်လုံးယဟန္တာတွေဖြစ်ကြတယ်ဆိုရပါစို့အဲ့ဒီတဲကမောဂရာဇလူလင်ဆိုတာလူလင်လို့ဆိုတော့လည်းပဲသူကလည်းပဲအသက်80နာရောက်နေပါပြီအဲ့ဒီမောဂရာဇလူလင်မေးတဲ့မေးခွန်းနဲ့မြတ်စွာဘုရားဖြေတဲ့အဖြေနော်အဲ့ဒီမှာမြတ်စွာဘုရားကိုအဲ့ဒီမောဂရာဇလူလင်ဘယ်လိုမေးတာလဲဆိုတော့ဧဝံဘိက္ခန္တရတ္တဝိအဋ္ဌိပဉ္စေနအာဂမံဧဝံလောကအဝခန္ဓာမစ္ဆုရာဇနပတ္တိဂါထာလေးနဲ့မေးတာတကယ်ကိုထူးထူးကဲကဲသိတော်မူတဲ့မြတ်စွာဘုရားတဲ့အရှင်ဘုရားရဲ့ထံမောက်ကိုမေးခွန်းနေမေးဖို့အတွက်တပည့်တော်ရောက်လာခဲ့ပါတယ်တဲ့ကထံလောကအဝခန္ဓာမစ္ဆုရာဇနပတ္တိလောကကိုဘလို့ရှုမြင်လို့ရှိရင်သိခြင်းတရားဟာကိုယ်မမြင်ပဲရှိမလဲတဲ့မေးတာလေးကနည်းနည်းလေးကြပြဆန်တယ်ပေါ့နော်လောကရဲ့ပုံမှာကိုကဘလို့ရှုမြင်လို့ရှိရင်သေမင်းကကိုယ်မမြင်ပဲရှိမလဲသေခြင်းတရားကြီးကကိုယ်မမြင်ဘူးဆိုတာဆိုလိုတာမသေးတဲ့အနေအထားကိုရောက်ဖို့ပြောတာပါတင်စားပြောတာသေမင်းကကိုယ်မမြင်ဘူးသေမင်းကကိုယ်မမြင်ဖို့အတွက်လောကကြီးကိုကဘလို့မြင်ရမှာတော့ဘလို့ရှုမြင်ရမှာတော့ကထံလောကအဝခန္ဓာဘယ်ကဲ့သို့လောကကိုရှုမြင်သည်ရှိသောမစ္ဆုရာဇသေမင်းသည်နပတ္တိမမြင်ပဲရှိပါအံ့ဒီလောကကိုဘလို့ရှုမြင်ရမလဲဆိုတော့လောကဆိုတာဘာပြောတာတော့လောကဆိုတာဒီခန္ဓာကိုယ်ကြီးကိုပြောတာပါပဲအဓိကဘဝကိုပြောတာပဲ
ဒီယုံနံနေရဲ့ပေါ်မှာဘလို့မြင်ရမလဲဘလို့မြင်လို့ရှိရင်အဲ့ဒီလူကိုတေမင်းကမမြင်ပဲရှိမလဲမသေးအောင်လောကကိုဘလို့ရှုမြင်ရမလဲဓာတ်ရိုက်ကိုမေးတာပေါ့နော်အဲ့လိုမေးတဲ့ခါမှာမြတ်စွာဘုရားတုံညတောလောကအဝခတုမောဂရာဇတရာတတောအတ္တနုဒိဋ္ဌိဥဟိဇဧဝံမစ္စုတရောတိယဧဝံလောကအဝခန္ဓာမစ္စုရာဇနပတ္တိတခါဒါခွဲနဲ့ဖြည့်တယ်နော်မောဂရာဇနာမည်လေးခေါ်ပြီးတော့မြတ်စွာဘုရားဖြည့်တယ်မောဂရာဇတဲ့နော်တေမင်းကကိုယ်ကိုမမြင်ခြင်းဘူးဆိုလို့ရှိရင်လောကကိုဘယ်လိုမြင်ရမှာတော့ဆိုတော့တုံညတောလောကအဝခတုနော်လောကကိုတုံညလို့ရှုမြင်ရမယ်တဲ့တော့တုံညဆိုတော့သင်္ချာအသုံးနှုံးလေးပေါ့နော်တုံညဆိုတော့ဘာတော့တန်ဖိုးမရှိဘူးပေါ့နော်အဲ့တော့တန်ဖိုးဆိုတာဘာလဲစဉ်းစားရကောင်းတယ်နော်တန်ဖိုးဆိုတာတည်မြဲရင်ခိုင်မြဲရင်ခိုင်မြဲသလောက်တန်ဖိုးရှိတယ်ဟုတ်လားကိုယ်နှစ်သက်စေတယ်ချမ်းသာစေတယ်ဆိုချမ်းသာစေရင်ချမ်းသာစေသလောက်တန်ဖိုးရှိတယ်ကိုယ်စိတ်တိုင်းကြဖြစ်ရင်ဖြစ်သလောက်တန်ဖိုးရှိတယ်ကျတို့တန်ဖိုးဆိုတာကိုနေဆဒုက္ခအတ္တဒီစကလုံးသုံးလုံးနဲ့ဘုံဘုံတို့နော်တိုင်းတာမှီပြီးသားဖြစ်နေတယ်ကိုယ်စိတ်ကတော့အဲ့လောက်တွေးရင်မှတွေးမိမယ်ပေါ့ဆိုကြမှာဆိုပစ္စည်းတစ်ခုသွားဝယ်တယ်ခဏနေပြတ်မဲ့ပစ္စည်းနဲ့အကြာကြီးခံမဲ့ပစ္စည်းဘယ်ပစ္စည်းကပိုတန်ဖိုးကြီးတော့အကြာကြီးခံမဲ့ပစ္စည်းကတန်ဖိုးကြီးတာပေါ့နော်ကျတို့ကဘာကိုမျှော်လင့်တာတော့နေဆကိုမျှော်လင့်တာပေါ့ဒါမဲ့သဘာဝတရားဘယ်လိုလာတော့အနေဆဟောဒါမှမဟုတ်တန်ဖိုးမရှိဘူးလို့ပြောတာသူကဟုတ်လားကျတို့ကဒုက္ခကိုမျှော်လင့်တယ်ကိုယ်ဘယ်လောက်ချမ်းသာသွားစေမလဲပစ္စည်းတစ်ခုဝယ်တယ်ဆိုရင်ကိုယ့်အတွက်ဒါဘယ်လောက်အဆင်ပြေမလဲဆိုတာကိုကြည့်တယ်ကိုယ့်အတွက်အဆင်မပြေဘူးဆိုရင်တန်ဖိုးမရှိဘူးကိုယ့်အတွက်ဟုတ်လားကိုယ်ဘာကိုမျှော်မှန်းတာတော့ဒုက္ခဒါမဲ့လောကကဒုက္ခသဘောမဟုတ်ခဲ့ဘူးဒုက္ခသဘောပဲဖြစ်နေတယ်ဒါကြောင့်တန်ဖိုးမရှိဘူးလို့ပြောတာဟုတ်လားကိုယ်စိုးကိုယ်ပိုင်သဘောလေးကိုယ်စိတ်တိုင်းကြလေးကိုဘုံဘုံတို့ကမျှော်မှန်းတယ်ကိုယ်စိတ်တိုင်းကြဖြစ်ရင်ဖြစ်တဲ့လောက်ဒီရာဟာတန်ဖိုးရှိတယ်ဘာကိုမျှော်မှန်းတာတော့ကျွတ်တို့ကအတ္တဒါမဲ့လောကကဘယ်လိုတော့အနတ္တတန်ဖိုးမရှိဘူးလို့ပြောတာနေဆာသဘောလည်းမရှိဘူးဒုက္ခသဘောလည်းမရှိဘူးအတ္တသဘောလည်းမရှိဘူးဘာပဲဖြစ်နေတာဆိုတော့အနေဆာဒုက္ခအနတ္တပဲဖြစ်နေတာအဲ့ဒါကြောင့်တုံညလို့ပြောတာတန်ဖိုးမရှိလို့တုံညလို့ပြောတာနော်တုံညတောလောကအဝခတုလောကကိုတုံညလို့ရှုမြင်ပါတဲ့အဲ့လိုရှုမြင်တဲ့နေရာမှာအစီအစဉ်တရားလေးမြတ်စွာဘုရားခိုင်းတယ်ဘယ်လိုခိုင်းတယ်ဆိုတော့အတ္တနုဒိဋ္ဌိဥဟိဇအတ္တဒိဋ္ဌိကိုပယ်နှုတ်ပြီးတော့နော်တရားတော်အမြဲတမ်းတတိရှိပြီးတော့နော်ဒါတွေကယုံ nant တွေပုဂ္ဂိုလ်တ attva တွေမဟုတ်ဘူးလို့အရင်ဘုံဘုံတို့ဟာတုတ္တမယဉာဏ်နဲ့နားလည်ထားရမယ်ပေါ့ဟုတ်လားဒါမဲ့ဉာဏ်နဲ့ပယ်နှုတ်တဲ့ကိစ္စကဒါကဝိပဿနာတရားရင့်ကျက်လာမှကြိုးစားအထောက်မှုတွေများမှနောက်ဆက်တွဲဖြစ်လာမယ်အကျိုးရလဒ်ပေါ့နော်ပထမဥစွာဘုံဘုံတို့ကဘာလုပ်ရမှာတော့ဒါတွေဟာပုဂ္ဂိုလ်တ attva မဟုတ်ဘူးယုံ nant တွေဖြစ်နေတာလို့အရင်နားလည်ရမယ်နားလည်ပြီးတော့ဘာလုပ်အောင်ဆိုတော့တတိပဋ္ဌာန်တရားကိုပွားရမယ်အဲ့ဒါကိုသူကတရားတတော်တဲ့အမြဲတမ်းတတိရှိရမယ်တတိကမရှိတဲ့ချက်ရှိတဲ့ချက်တောင်မပြောဘူးနော်အမြဲတမ်းရှိရမယ်တရားမြင်မြန်ရခြင်းတတိအမြဲတမ်းရှိဖို့ကြိုးစားရမယ်ပေါ့အဲ့ဒါလိုတတိရှိမယ်ဆိုလို့ရှိရင်လောကရဲ့တန်ဖိုးမဲ့ပုံတွေကိုသူဟာမြင်လာလိမ့်မယ်ဒါတတိပဋ္ဌာန်တရားကိုပဲရှုထောင့်တစ်မျိုးကနေပြီးတော့ပြောလိုက်တဲ့သဘောပါပဲလောကကိုတုံညလို့မြင်လို့ရှိရင်သိခြင်းတရားမင်းကိုမမြင်နိုင်ဘူးလို့ပြောတာတော့လောကကိုတုံညလို့မြင်ဖို့လောကရဲ့တန်ဖိုးမဲ့ပုံကိုမြင်ဖို့ဆိုရင်လောကကိုပဲဘုံဘုံတို့ပြန်ပြီးတော့ကြည့်ရလိမ့်မယ်အဲ့လိုကြည့်တဲ့အခါမှာအခြေခံအဖြစ်ပါရှိရမှာတော့ပုဂ္ဂိုလ်တ attva တွေဖြစ်နေတာမဟုတ်ဘူးသဘာဝတရားတွေဖြစ်နေတာရုပ်တည်နေတွေဖြစ်နေတာလို့အခြေခံအဖြစ်နားလည်ရမယ်ပေါ့အကြောင်းအကျိုးသဘောတွေလို့နားလည်ရမယ်ပေါ့အဲ့ဒီနားလည်မှုပေါ်မှာယက်တည်ပြီးတော့ဘုံဘုံတို့ဟာတတိနဲ့ပညာနဲ့ဒီဖြစ်စဉ်တွေရဲ့အပေါ်မှာအာယုံဆိုင်ပြီးတော့နော်ရှုမှတ်နေမယ်ဆိုလို့ရှိရင်လောကရဲ့တန်ဖိုးမဲ့ပုံတုံညာသဘောတွေကိုတဖြည်းဖြည်းနဲ့မလုပ်လာမလို့မြင်လာလိမ့်မယ်ခုလောကကိုကျွတ်တော့တန်ဖိုးရှိတယ်လို့ထင်နေကြတာနော်ဘယ်ဟာကဘလောက်တန်ဖိုးရှိတယ်နော်စီတီမတ်ထဲသွားလိုက်ရင်ပစ္စည်းလေးတွေအကုန်လုံးဈေးနှုန်းလေးတွေကတ်ထားတာမရှိဘူးလားကျွတ်တော့လည်းကျွတ်တို့ရဲ့ဘဝမှာအသေးသေးဈေးနှုန်းတွေကတ်ထားတာရှိတယ်ဘယ်ဟာရဲ့တန်ဖိုးကဘလောက်သာသမီဆိုရင်တော့တန်ဖိုးဖြတ်လို့မရတော့ဘူးနော်တန်ဖိုးကြီးလေလေသူနဲ့ပတ်သက်တဲ့ကိစ္စတွေကအရေးကြီးလေလေ
အရေးကြီးလေးပြာတောက်နေလေးဒါပဲဟုတ်တယ်မို့လားနော်အဲ့တော့စဉ်းစားနော်ဒီဥစ္စာကဒါကလည်းမတို့ဘုံမတို့ရဲ့စိတ်ထဲကဖြစ်နေတဲ့သောကကိုဒီနီးမှန်လမ်းမှန်ကုစားမှပျောက်မှကျန်တဲ့နီးနဲ့ပျောက်เสียအကြောင်းမရှိဘူးဒါကြောင့်မြတ်စွာဘုရားသတိပဋ္ဌာန်တရားကိုပဲနော်သောကပရိဒေဝနာတမရိကမာယစိုးရင်ခြင်းကိုကြွေးခြင်းကိုသူကလွန်မြောက်စေမှာလို့ဒီလိုဟောတာဟုတ်လားစိုးရင်မှုတွေနည်းခြင်းတယ်ငိုကြွေးရတာတွေမဖြစ်ချင်တော့ဘူးဆိုလို့ရှိရင်တော့အဲ့ဒါဒီတဘာဝတရားတွေကိုအမှန်သိဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တတိထားပြီးတော့နေတဲ့အလေ့ကျင့်ကိုလေ့ကျင့်စိတ်ကလေးမြန်ပြန်မြင်အောင်လေ့ကျင့်နိုင်မယ်ဆိုရင်တုံတန်ယုံနော်တောကပရိဒေဝကြီးကြီးမားမားတွေဖြစ်เสียအကြောင်းသိမမြင်ဘူးလို့တောင်ဘုံဘုံထင်တယ်ဟုတ်လားဟုတ်ပြီနော်အဲ့တော့လောကကိုဘလို့မြင်မှသိခြင်းတရားကိုယ်ကိုမမြင်မှလဲဆိုရင်လောကကိုတုံညလို့မြင်မှသိခြင်းတရားကိုယ်ကိုမမြင်မှနော်ဧဝံမေစုတတော်သိရအဲ့ဒါဆိုရင်သိခြင်းကိုလွန်မြောက်လိမ့်မယ်တဲ့ဧဝံလောကအဝခန္ဓာမေစုရာဇာနပတ္တိနော်လောကကိုအဲ့လိုတုံညလို့မြင်မယ်ဆိုလို့ရှိရင်သိခြင်းတရားအသင်ကိုမြင်မှာမဟုတ်ဘူးတဲ့ဟုတ်လားဒါကြောင့်အစီအစဉ်တရားလေးတော့နားလည်ဖို့လိုမှာပေါ့နော်အတ္တနုဒိဋ္ဌိဥဟိဇဆိုတဲ့စကားလေးကလည်းရှင်းပြတဲ့အကောင်းတယ်အတ္တဒိဋ္ဌိကိုပယ်နှုတ်၍အတ္တဒိဋ္ဌိဆိုတာယုံ nant ကိုပုဂ္ဂိုလ်တ attva လို့ထင်မှားနေတဲ့သဘောနော်ဖယ်ရှား၍လို့မပြောဘူးပယ်နှုတ်၍လို့ပြောတယ်ပို့ပြီးတော့လေးနဲ့သွားတယ်လို့ထင်တယ်နော်ဒီဇပွဲဘဝရှိတဲ့ပစ္စည်းလေးတွေဖယ်ဖို့ဆိုတာလွယ်တယ်တွန်းချလိုက်အောင်ပဲမြေကြီးပေါ်မှာပေါက်နေတဲ့တော်တော်ကြီးတဲ့တစ်ပင်ဆိုရင်အဲ့ဒါလိုလေးဖယ်လို့ရမလားတူဟာဆွာနဲ့သူကနှုတ်ဖို့ကြိုးစားတာနော်ဖြတ်ဖို့ကြိုးစားတာတဲ့တောင်ပို့ပြီးတော့သူကခက်ခဲတယ်ပေါ့ဟုတ်လားအခုလည်းပဲတသံတရားလုံးကမှားလာတဲ့ဒီအမှားကိုနော်ဖယ်ရှားပြစ်ဖို့ဆိုလို့ရှိရင်ဘုန်းဘုန်းတို့တွေဟာနော်အလွန်အမင်းကိုပဲခက်ကြိုးစားလိမ့်မယ်ဒါကိုပုံပေါ်မြတ်စွာဘုရားအတ္တနုဒိဋ္ဌိဥဟိဇအတ္တဒိဋ္ဌိကိုပယ်နှုတ်၍လို့ဒီလိုဟောတယ်ဟုတ်လားပြီးရင်ကျင့်စဉ်ရပါတော့တဒါတတော်ပဲတဒါအမြဲတမ်းတတော်တတိရှိရမယ်ကိုယ်ခန္ဓာကိုယ်ပေါ်မှာတတိရှိနေရမယ်ဘာဖြစ်နေတယ်လဲဆိုတာကိုသိနေရမယ်လို့ဆိုလိုတာဟုတ်လားအဲ့လိုသိပါများလာလို့ရှိရင်မြတ်စွာဘုရားမြင်စေခြင်းတာကဘာလို့တုံညအဲ့ဒီမြတ်စွာဘုရားမြင်စေခြင်းနဲ့အမြင်မှန်ကိုအဲ့ဒီကြရင်တဖြည်းဖြည်းနဲ့ရလာမယ်ဘာတမိုးမှမရှိတာတွေပဲစင်ဆက်မပြတ်ဖြစ်နေတာသက်ဒုက္ခဖြစ်နေတာလို့သူခံစားသိနဲ့တောင်သူတဖြည်းဖြည်းနဲ့သိလာမယ်ဟုတ်လားအဲ့ဒီလမ်းစဉ်ကိုဘုံဘုံတို့ဟာမမိတ်မတုံရှောက်မယ်ဆိုလို့ရှိရင်နောက်ဆုံးမဉ္ဇဉ်ပူဉ္ဇဉ်ရပြီးတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပြီးတော့မသေးရတော့တဲ့အနေထားမသေးရတော့တဲ့အနေထားဆိုတာဘဝချုပ်ငြိမ်းတဲ့အနေထားကိုပြောတာအဲ့ဒါဘဝချုပ်ငြိမ်းမှသိခြင်းတရားကဘုံဘုံတို့တကယ်လွတ်မြောက်မှာဒီသဘောကိုပြောတာနော်ဒါကြောင့်ဒီနေ့တရားဘာတရားတုံးလို့မေးလို့ရှိရင်နော်သိခြင်းလွတ်တဲ့တရားနော်သိမင်းမမြင်ရအရက်မြတ်စွာဘုရားကတင်စားဟောတာပေါ့နော်အသေးလွတ်တရားအဲ့ဒါဟိုတုန်းကဘုံဘုံဓာတွေကိုအကျေကြီးဟောဦးတာတွေရှိပါတယ်အဲ့ဒီတုန်းကလည်းအဲ့ဒီတုန်းကအမြင်လေးတွေနဲ့ရောပြီးတော့ဟောတာပေါ့နော်နော်အသေးကောင်းဖို့အသေးလွတ်ဖို့ဆိုတဲ့တရားလေးဆိုရင်တော်တော်လေးအစီအစဉ်ဆွဲပြီးတော့ဘုံဘုံဟောထားတာနော်အသေးလွတ်ဖို့ဆိုတာတော့တကယ်ရှိရမယ်ရည်မှန်းချက်ပေါ့သို့တော့ဘုံဘုံတို့ကအဲ့ဒါလောက်ကြီးမရင်ကျက်သေးတဲ့ကာလမျိုးမှာအသေးကောင်းဖို့လည်းလိုသေးတယ်ပေါ့နော်အသေးလွတ်ဖို့ကတော့ယဟန္တာဖြစ်မှာအသေးလွတ်မှာမဖြစ်သေးတဲ့ဂျားကာလမှာလည်းပဲဘဝထဲမှာတွားရအောင်ပဲဆိုရင်အသေးကောင်းဖို့ကလိုသေးတယ်နော်အသေးကောင်းလို့ရှိရင်ဘဝကောင်းရမယ်ဒီသဘောလေးကိုရည်ညွှန်းပြီးတော့အသေးကောင်းအောင်ကြိုးစားရမယ်ပြီးရင်အသေးလွတ်အောင်လည်းကြိုးစားရမယ်ဒီအကြောင်းအရာလေးတွေကိုပြောထားတယ်လို့ထင်ပါတယ်နော်အဲဒါကြောင့်ဒီနေ့တရားနာပိဋကပေါင်းသူတော်ကောင်းတို့ဘုံဘုံတို့နော်ဘဝရဲ့သဘောတဘာဝနဲ့နော်အဲ့ဒီဘဝရဲ့ဆိုးဝါးတဲ့အခြေအနေလို့ပြောရမယ်သိခြင်းတရားအဲ့ဒီအခြေအနေဇိုးကနေလွတ်မြောက်အောင်ဘလို့ကြိုးစားရမလဲဆိုတဲ့နိလန်းလေးမြတ်စွာဘုရားရဲ့အလိုတော်ကြပြောပါတယ်နော်ဒါကြောင့်စွမ်းအားရှိသမျှကျင့်ကြံကြိုးကိုအထောက်ပြီးတော့နိဗ္ဗာန်ချမ်းသာအငြိမ့်တတ်ကိုမျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းဘုန်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြတဲ့ကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ညာပုညမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပါရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း